အားလုံးပဲမင်္ဂလာပါလက်ရှိ2026ခုနှစ်မှာ AI ကိုသုံးပြီးလူတွေလုပ်ငန်းတွေဘယ်လိုမျိုးအမျက်ထုတ်ဝင်ငွေရှာနေကြတယ်လဲဆိုတော့ကိုဒီကနေ့ရှင်းလင်းတင်ပြတော့ပါမယ်အချင်းဆွေးမနေပဲတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေစီတန်းတော့လိုက်ကြရအောင်အရင်ဆုံးအခြေအနေရဲ့တိုင်းအတာကိုနည်းနည်းလောက်ကြည့်လိုက်အောင်ဗျကမ္ဘာစီးပွားရေးဖိုရမ်ရဲ့ခန့်မှန်းချက်ကိုကြည့်မယ်ဆိုရင်2030ပြည့်နှစ်ရောက်တဲ့အခါအလောအကင်ပေါင်း90လောက်ကနှီးပညာတွေနဲ့အစားထိုးခံရဖို့ရှိနေပါတယ်တကယ်ကိုမနေတဲ့ပမာဏနော်ဒါအပြင်မကင်စီရဲ့စီရင်ခန်းစားမှာဆိုရင်လည်းလက်ရှိကျွန်တော်တို့လုပ်နေရလောက်တဲ့59%လောက်ကို AI ကအလိုလျောက်လုပ်ပေးနိုင်နေပြီလို့ဆိုပါတယ်တော်တော်လေးကိုသတိထားရမယ့်ကိန်းဂဏန်းတွေပါပဲဒါပေမဲ့စိတ်မပူပါနဲ့အကျွေးစစ်မှာခေါင်းနဲ့ပန်းရှိတယ်လို့ပဲ data ရဲ့အခြားတစ်ထပ်မှာတကယ်ကိုအံ့တော်စရာကောင်းတဲ့အချက်ရှိပါတယ်အလုပ်ပြုတ်တွားနိုင်တဲ့အန်ဒီရရှိတယ်လို့ AI ကိုကျွမ်းကျင်သုံးနိုင်တဲ့သူတွေရဲ့ဝင်ငွေကတော့ထိုးတက်သွားတာကိုတွေ့ရပါတယ် AI 2နဲ့ freelancer တွေဆိုရင်ပုံမှန်ထက်ဝင်ငွေ49%ပိုရနေပြီး AI ကျွမ်းကျင်တဲ့ဝန်ထမ်းတွေဆိုရင်56%အကြီးကိုလာစားပိုရနေတာပါဆိုတော့အစားထိုးခံရမလားဒါမှမဟုတ်ရှစ်ကိုပြည့်ထက်သွားမလားဆိုတာကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေပါပြီဒီတော့ဒီအပြောင်းလဲကြီးကိုအမီရဖန်စုံနိုင်ကိုကျွန်တော်တို့အပိုင်း၅ပိုင်းခွဲပြီးလေ့လာတော့ပါမယ် AI ကြောင့်ဖြစ်လာမဲ့စီးပွားရေးအပြောင်းလဲအကျိုးမြတ်ရနိုင်မဲ့နီလန်ခွန်းအတွက် chatbot နဲ့ AI agent တို့ရဲ့ကွာခြားချက် AI agent တစ်ခုရဲ့ဖွဲ့စည်းပုံနဲ့နောက်ဆုံးလက်တွေ့အကောင့်ထဲပေါ်မဲ့ရကိုးစီစီမံကိန်းဆိုပြီးအစီအစဉ်တကျတွားကြပါမယ်ပထမဆုံးအနေနဲ့ AI စီးပွားရေးအပြောင်းလဲဆိုတဲ့ဘိုင်းကိုတွားလိုက်ရအောင်ဒီဒေါ်လာထရီလီယံချီတဲ့အခွင့်အလမ်းကြီးကဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကြည့်အောင်ပါMicrosoft ရဲ့ CEO နာဒါလာပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိပါတယ်။သူက2026ခုနှစ်ဟာ AI တကယ်ကိုအလဲပြောင်းနေဖြစ်လာပါလိမ့်မယ်တဲ့။ကျွန်တော်တို့နေရာ AI ကိုစမ်းသပ်လေ့လာတဲ့အဆင့်ကနေကျော်လွန်လာခဲ့ပြီးတော့အခုဆိုရင်နေရာထဲမှာကြဲကြဲပြန့်ပြန့်လက်တွေအသုံးချတဲ့အဆင့်ကိုရောက်နေပြီးတော့ဆိုရတယ်။မှန်ပါတယ်အခုဆိုရင်ဤပညာဟာလက်တွေကဘာမှာတက်ကြွကြကိုနေရာယူလာနေပြီလေ။ Comment ရဲ့ခံမှန်းချက်ကိုကြည့်လိုက်ရင်တကယ်ကိုအံ့တော်စရာပါပဲ။ AI ဤပညာဟာ2030ခုနှစ်ရောက်ရင်စီးပွားရေးတန်ဖိုးအသစ်အနေနဲ့ဒေါ်လာ9 trillion အထိဖန်တီးပေးလိမ့်မယ်လို့ဆိုပါတယ်။စဉ်းစားကြည့်ပါတော့ဗျာ။တန်း9000မဟုတ်ဘူးနော်။9 trillion ပါ။တကယ်ကိုကောင်းမှုသွားလောက်အောင်ကြီးမားတဲ့ပမာဏကြီးပါ။ဒီလိုအမကန်ကိန်းကနန်းကြီးဟာနိပညာကိုအရင်ဆုံးစတင်အသုံးပြုသူတွေအတွက်အမြတ်အဆုံးအများကြီးရနိုင်မဲ့အခွင့်အလမ်းကြီးကိုဖွင့်ပေးထားတာပဲဖြစ်ပါတယ်။ကဲဒီတော့အပိုင်းနှစ်ကိုဆက်တွားကြမယ်။ဒီ AI မှာအခွင့်အလမ်းကြီးကနေဘလို့အကျိုးမြတ်တွေရနိုင်မလဲ။2026အတွက်အမျက်အဆုံးများတဲ့စီးပွားရေးပုံစံတွေကဘာတွေလဲဆိုတာလေ့လာကြည့်ကြအောင်တကယ်ကိုစိတ်ဝင်စားစရာကောင်းတာကခုနပြောခဲ့တဲ့ AI မအခွင့်အလမ်းကြီးကိုလက်တွေ့ဝင်ငွေလမ်းကြောင်းတွေဖြစ်ဘလို့ပြောင်းလဲနိုင်မလဲဆိုတာပါပဲနီလန်းခုနှစ်တွေရှိပါတယ်ဥပမာပြောရရင် AI အခုနေနဲ့ content တွေဖန်တီးတာ OpenClaw ဒါမှမဟုတ် PopPress တို့ကိုတုံးပြီး chatbot agency ထောင်တာနောက်ပြီး AI ကျွမ်းကျင်မှုတွေကိုပြန်တင်ပေးတဲ့ online course တွေဖွင့်တာမျိုးပေါ့ဒါပြင် A10N လို့ tools တွေနဲ့ company တွေအတွက် AI automation တွေလုပ်ပေးတာ e-commerce မှာအရောက်မြင့်တင်ဖို့ AI သုံးတာ Midjourney လို့ဟာတွေသုံးပြီး design တွေဖန်တီးတာပြီးတော့ company တွေကိုအကြံပေးလုပ်တဲ့ consulting အလုပ်တွေအထိပါဝင်ပါတယ်စီးပွားရေးလုပ်ငန်းတွေဟာသူတို့လုပ်ငန်းစဉ်တွေမှာ AI ကိုထည့်သွင်းအသုံးချဖို့အသက်အတန်ချင့်နေကြပါပြီဒါကြောင့်ဤပညာကျွမ်းကျင်သူတွေအနေနဲ့ဒီလိုအချက်တွေကိုဖြည့်ဆည်းပေးရင်လည်းဝန်ဆောင်ကမြင့်မြင့်မားမားရယူနိုင်နေတာပဲဖြစ်ပါတယ်ဒီလိုဝင်ငွေတွေရဖို့အတွက်ဆိုရင်ဈေးကွက်ထဲမှာအဓိကတောင်းဆိုနေတဲ့ကျွမ်းကျင်မှုတွေရှိပါတယ်အထူးသဖြင့် prompt engineering ပေါ့အလုပ်ကိုင်ခေါ်ယူမှုမှာ35%အထိကိုအမကန်တိုးတက်လာတာကိုတွေ့ရပါတယ်ဒါအပြင် AI automation တွေဖန်တီးတာ content ရေးသားတာ data တွေခွဲခြမ်းစစ်ပြတာနဲ့ AI chatbot တွေတိစောက်တာတွေရတယ်လက်ရှိမှာဝဲလို့အားအတိုင်းမြင့်နေတဲ့ကျွမ်းကျင်မှုတွေပါပဲအဓိကတော့ချက်ကတော့ AI ကိုတေချာနားလည်ပြီးထိထိရောက်ရောက်ခိုင်းတတ်ဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်အပိုင်း3ကိုရောက်လာပါပြီဒီဝန်ဆောင်မှုတွေမပေးခင်မှာအခြေခံပညာအပြောင်းလဲကိုအရင်နားလည်ဖို့လိုပါတယ်။အထူးသဖြင့် chatbot နဲ့ AI agent တွေရဲ့ကွာခြားချက်မို့ digital လောက်သားတွေဘလို့စင်ကဲပြောင်းလဲလာလဲဆိုတာစိတ်ဝင်စားကြပါ။ရိုးရိုး chatbot တစ်ခုနဲ့တကယ် AI agent တစ်ခုရဲ့ကွာခြားချက်ကိုရိုးရိုးရှင်းရှင်းလေးဥမာပေးရရင်ရိုးရိုး chatbot ဆိုတာစားဘော့ဆိုင်ကမီနူးမှာပါဟင်းဒီရနိုင်လေဆိုတာကိုဖက်ကြယုံကလွဲပြီးဘာမှဆက်မလို့ပေးတဲ့စားဝေးထိုးတယောက်နဲ့တူပါပဲ။တတိယချက်လည်းပြီးရုံတတ်ပါပဲ။ဒါပေမဲ့စစ်မှန်တဲ့ AI agent ကတော့အဲ့လိုမဟုတ်ဘူး။စားသုံးသူစီက order ကိုတိုက်ရိုက်ကောက်ယူမယ်။ငွေပေးချေမှုကိုစီစဉ်ပေးမယ်။ပြီးတော့အစားတော့ကိုစားဝတ်ရောလာချပေးမယ်သူနဲ့တူပါတယ်။လက်တွေ့အလုပ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။ဒီတော့ AI agent ကိုအရေးပြဖွင့်ဆိုရရင်ပေးလိုက်တဲ့ညွှန်ကြားချက်တွေကိုနားလည်ပြီးတာဝန်တွေကိုပြည့်မြောက်အောင် tools အမျိုးမျိုးကိုအသုံးပြုကာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အလုပ်လုပ်နိုင်တဲ့ digital အလုပ်သမားလို့ခေါ်နိုင်ပါတယ်။အခြေခံအဖြစ်ကတော့ AI agent ဟာမိခွန်းတွေကိုခေယုံတက်တက်မဟုတ်တော့ပဲအစင်များစွာပါဝင်တဲ့လုပ်ငန်းစဉ်တွေကိုမမောမပါမဲ့
24နိုင်ပတ်လုံးလှုပ်ဆောင်ပေးနေတဲ့ digital ဝန်ထမ်းတို့ဖြစ်လဲပါနေတာပဲဖြစ်ပါတယ် ဟုတ်ပြီအပိုင်းလေးကိုဆက်သွားလိုက်ကြစို့ AI agent တစ်ခုရဲ့ဖွဲ့စည်းပုံပါဒီ digital ဝန်ထမ်းလေးရဲ့နှုတ်ကွယ်ကအလုံးလုံးပုံရန်တရားတွေကိုလေ့လာကြည့်ကြအောင် အလုံးလုံးနိုင်စွမ်းရှိတဲ့ agent တိုင်းဟာစီးပွားရေးလုပ်ငန်းခွင်တစ်ခုမှာအောင်မြင်စွာလည်ပတ်နိုင်ဖို့အဓိကအစိတ်ပိုင်း၅ခုလိုအပ်ပါတယ်။ဟင်းချက်တဲ့နေရာမှာပါဝင်ပစ္စည်းတွေပေါင်းဆက်ရသူပေါ့ဗျာ။ပထမဆုံးဦးနောက် brain အနေနဲ့ GPT-5 Claude နာမည် Gemini စတဲ့ large language model တွေလိုပါတယ်။ဒုတိယကအဲ့ဒီဦးနောက်ကိုအလုတ်ခိုင်းဖို့အတွက်ဘယ်လိုပြုမှုရမလဲဆိုတဲ့တာမန်ပါလာစကားနဲ့ညွှန်ကြားချက်ပြောရင် prompt ပေါ့အဲ့ဒါထည့်ပြရပါတယ်။တတိယအနေနဲ့အရင်ကပြောခဲ့တဲ့စကားဝိုင်းတွေကိုမမိနေစေမဲ့ပတ်ညံရဲ့စတုထကကုမ္ပဏီနဲ့သက်ဆိုင်တဲ့ PDF တွေ data တွေဖြစ်တဲ့ဘဟုတုတ knowledge share လွှတ်လာပါတယ်။နောက်ဆုံးပြင်စမအချက်ကတော့ပြက်ခရင်စစ်စေတာ email ပို့တာစားတဲ့လက်တွေ့အလုပ်လုပ်ဖို့ခီးရတွေ tools ကိုတက်ဆင်ပေးရတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီနေရာမှာတင်ငုံတစ်ခုရှိပါတယ် platform များစုကခုနကပြောတဲ့အထက်က brain နဲ့ memory ကိုအလိုလျောက်စီမံပေးထားပြီးသားပါဒါကြောင့်လုပ်ငန်းရှင်တွေနဲ့တိစောက်သူတွေအနေနဲ့အဓိကအာရုံစိုက်ရမှာပါဝင်ပစ္စည်း၃မျိုးတည်းပါမှန်ကန်တဲ့ prompt ရတဲ့နည်းကိုကျွမ်းကျင်ဖို့ကုမ္ပဏီရဲ့တည်တဲ့ knowledge တွေကို upload လုပ်ဖို့နဲ့လိုအပ်တဲ့ tools တွေကိုချိတ်ဆက်ပေးဖို့ပဲဖြစ်ပါတယ်ဒါဟာနည်းပညာအရန် short train နေမလားဆိုတဲ့စိုးရိမ်စိတ်တွေကိုအများကြီး short ချပေးလိုက်တာပါပဲဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ agent တွေဟာပင်ပကဘာနဲ့လက်တွေ့ဆက်တွေ့ချိတ်ဆက်ဖို့ APIs လို့ခေါ်တဲ့ application programming interfaces တွေကိုအသုံးပြုတယ်ဆိုတာပါပဲ API ဆိုတာ digital inventory နဲ့တူပါတယ်ဗျာသူတို့က AI agent ကို internet ကနေအချက်လက်တွေရယူဖို့ get လုပ်ခွင့်ပေးတယ်လို့တခြား software တစ်ခုစီကိုအချက်လက်တွေပေးဖို့ post လုပ်ခွင့်လည်းပေးပါတယ်ဒီလိုနည်းနဲ့တာမန် software လေးကနေအလိုလျောက်စွာအပြည့်လက်ပတ်နိုင်တဲ့ synergy တစ်ခုဖြစ်လာတာပါကဲအခုဆိုရင်အခွင့်အလမ်းကိုလည်းတီးပြီးနီးပညာကိုလည်းနားလည်သွားပြီဆိုတော့နောက်ဆုံးအပိုင်းငါဖြစ်တဲ့ရက်ကူးကျစီမံကိန်းကိုတွားလိုက်ရအောင်အခြေခံကနေစပြီးလက်တွေ့ဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတာကိုကြည့်ကြတာပေါ့ဒီရက်ကူးကျ roadmap ဟာတင်ယူထားတဲ့အသိပညာတွေကိုလက်စုပ်လက်ကင်ဖြစ်နိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြောင်းလဲပေးဖို့တိတိကျကျရေးဆွဲထားတာပါအဆင့်1အနေနဲ့ပထမရက်30မှာအခြေခံတွေကိုလေ့လာပြီးနမူနာဟာခုကနေ10ခုအထိတိစပါအဆင့်2နောက်ထပ်ရက်30မှာတော့ LinkedIn လိုနေရာမျိုးကနေပထမဆုံး fault တွေကိုရှာပြီး case study အဖြစ်သုံးနိုင်မှုအတွက်ဈေး shop ပြီးဝန်ဆောင်မှုပေးကြည့်ပါအဆင့်3နောက်ဆုံးရက်30မှာတော့အဲ့ဒီ case study ကိုတုံးပြီးပုံမှန်ဈေးနှုန်းတွေနဲ့ဝန်ဆောင်မှုပေးကလာစဉ်ပုံမှန်ဝင်ငွေရတဲ့အထိလုပ်ငန်းကိုချဲ့ထွင်ရပါပါဒါဟာအစပိုင်းမှာပြောခဲ့တဲ့အလိုပြုတ်သွားမဲ့အနေနဲ့လွတ်မြောက်ပြီး3လအတွင်းပုံမှန်ဝင်ငွေရလာစေမဲ့အကောင်းဆုံးလက်တွေ့အစီအစဉ်ပါပဲဒါပေမဲ့ရေရှည်အောင်မြင်မှုရဖို့အတွက်ဆွေးတာဒီအရေးကြီးတဲ့လုပ်ငန်းစီးမင်းလို့မဖြစ်မနေလိုင်းနာဖို့လိုအပ်ပါတယ်ပထမချက်က AI ရဲ့လုပ်ငန်းစွမ်းတွေကိုပုံကြီးချက်တွေအလွန်ကျွံမရောပါနဲ့ဒုတိယ AI ကိရိယာတွေကအပတ်စဉ်ပြောင်းလဲတိုးတဲ့နေတဲ့အတွက်အမြင်နဲ့ဆက်လက်လဲလာနေပါတတိယအနေနဲ့တာမန်အသုံးပြုလို့တယောက်အနေနဲ့မဟုတ်ပဲကျွမ်းကျင်လို့တယောက်အနေနဲ့ personal brand တည်ဆောက်ပါနောက်ဆုံးအရေးကြီးဆုံးကတော့ကိုချင်းတရားပါပဲ deepfake ဖန်တီးတာတွေ mobile ခွင့်ချိုးဖောက်တာတွေကိုလုံးဝရှောင်ကျဉ်ပြီးဖောက်တဲ့အယုံကြည်မှုကိုခိုင်ခံ့မှတည်ဆောက်ဖို့အလွန်ရေးကြည့်ပါတယ်အဆုံးသက်အနေနဲ့ဒီမေကွန်းတွေကိုအားလုံးစဉ်းစားကြည့်စေချင်ပါတယ်လက်ရှိလောသားအရာဆိုရဲ့12%ခိုင်နှုန်းကသာ AI တန်တန်းတက်ရောက်ထားတဲ့ဆိုရင်အသက်ဖန်တီးလိုက်တဲ့ဒေါ်လာ9 trillion တန်စီးပွားရေးဈေးကွက်ကြီးတဲ့ကကိုပိုင်ဝဲစုကိုရယူဖို့ဘယ်သူတွေရှေ့ထွက်လာကြမလဲအချက်လက်တွေအရာကျွန်တော်တို့ရှေ့မှာရှင်းလင်းတဲ့ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်အလော်လျောက်ဆက်တဲ့ရဲ့အစောက်ထိုးချင်းခံရပြီးဈေးကွက်တွေကထွက်သွားမလားဒါမှမဟုတ် digital အလုပ်သမားအသက်တွေကိုပဲကိုက်မဲ့ပြီးသူကပညာရှင်တယောက်ဖြစ်လာမလားဆိုတာပါပဲဒီကနေ့ရှင်းလင်းတင်ပြချက်ကိုကြီးစုနေသူတိုင်းမှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်နိုင်ပါစေလို့ဆန္ဒပြုရင်ဒီမှာပဲနှီးကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်